Kawamania, Nagodania, doing Paramata, Varia, Paramana, Shikiao. Oh, yeah, Paramana, Shikia, Shimiai, Kana, Guna, Yoro, Yesi, Nana, Kusura, Kanawa, Aguja, Role, Sawai, Ujiro, Yesi, Levi, Lehara. So I did not need whatever she told Kana, Amadi, Bakana, Kana, Lopare, where? Not I was in the Bakana, she did. A big Jama, Kana, where? A big Makana, Varesuro, Ruba, Kana. Bida yogi duro senya bida makana sura babale. That is true. Bida makana sura rupa kana bida kana. Kana sura bagu pora. Bakana, Rupa kana, Vedana kana, Tinya kana, Tinaya kana, Vedana kana, Dikana bakana loko. Kobi mudin nogale. Kana lulu jauh kana sudah bahagia dan diulu besian jiwa. Kuna lulu biogere no, udeno kana nani sih no, kaniga, tau kana, kaniga, kana berani sih ya. Presa tahu bahasa wan di sana tu jadi masih kana awaga bakana. Uzino ne silo muro lo yakare kana bakana abidama kana ero uzino ri ga pyo ni ja ba le khana ko ji le to khana lo ma myin be ne ba lo myin ja le ba lo myin ja ma lo myin ja khana ko ba lo myin ja le Balu bicara le, cuma sudah balu biasi le, ya untuk buku milik le, betul milik jodoh, betul milik lo jodoh. Kasus ini dikenal le mengaku syariah. Udah lo ujar le, Chinese le, Yoda, Yodomi. Alno pokori manga surashaya Kasoye Nyesine asine kailo Nyinsai pora ro Gadu nyine lo pyo Gadu nyine lo pyo Na mega na achimine Akaline kaile khajaro Chasai le pora Gadu jare pyo Aku sore mena ini nyesi ne lakai do, pasai bo, pasai bo le, chola mencola, jadi chole tu ini lenju sampai yang belum jadi, no. Uzino nyesi ini, orang buye sini tua video, dai do, nyesi
ကအောင်စမူလေးချောလိုက်တာဟုတ်ရဲ့လားဟောနောက်တစ်ခါခပ်ပြီးတော့မျက်စိလေးနဲ့စမ်းရည်မှုနဲ့သွားတိုက်တော့မြင်စိတ်လေးပေါ်တော့စမ်းရည်မှုလေးချောလိုက်တာဟုတ်လားသိတယ်လားမဟုတ်ဘူးလားဟုတ်ဘူးမျက်စိနဲ့အစင်းနဲ့တိုက်ရင်ပါပဲပေါ်မှာမြင်စိတ်လေးပဲပေါ်မှာဟုတ်ရဲ့လားအဲ့ဒါကိုဦးဇင်းတို့ယောဂီသူတော်စင်တို့ကဘယ်သူမြင်လဲပြောဘယ်သူကိုမြင်တာအောင်စဘူကိုမြင်တဲ့သူကလက်ထောင်အောင်စဘူကိုမမြင်တဲ့သူကလက်ချတာဒီထဲမှာယောဂီတွေကိုတွိုင်းတွဲပါရတယ်နော်တော့ကြကလေးမောကဥပမာလေးပြောပြတာယောဂီနဲ့ထိုင်ရတော့ဖြစ်ကြတယ်ဘုရားဈေးထဲမှာရည်ရည်ဖြစ်နေကြတယ်နော်အောင်စဘူနဲ့ဆိုင်းရည်ကိုရည်ရည်ဖြစ်နေတဲ့ဈေးထဲမှာရှားနေတယ်နော်ယောဂီတို့မဖြစ်ကြနဲ့မဖြစ်နဲ့တော့အဲ့တော့ဦးဇင်းတို့မျက်စိကလည်းရုပ်တရားလားနာမ်တရားလားလို့မေးတော့ဘာတရားမျက်စိလေးနဲ့အစင်းလေးနဲ့တိုက်တော့ဘာစိတ်ပေါ်မြင်စိတ်ကသူ့လိုလိုပေါ်လာလားမျက်စိနဲ့အစင်းလေးနဲ့တိုက်လို့ပေါ်လာလားငါပေါ်လာရောဟုတ်ရဲ့လားငါဆိုတာကဘယ်နာမှာမရှိတဲ့ငါကိုငါလို့လုပ်နေတာဟုတ်ရဲ့လားမရှိတဲ့ငါကိုငါလို့လုပ်နေတာအဲ့တော့ဦးဇင်းတို့တစ်ချက်သုံးမျိုးကနှမျိုးတော့ပြီးသွားပြီဘာတစ်ချက်နဲ့ဘာတစ်ချက်အာတစ်ချက်ဘောတစ်ချက်အခုကဘာတစ်ချက်လဲခန္ဓာတစ်ချက်ဆိုတဲ့သဘောသဘာဝကကူပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်နော်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့တွေကြည့်လိုက်တော့ယုံနံဓမ္မသင်္ခါရဆိုတဲ့သဘောတရားတွေကလည်းအဟောင်းတွေကနေပြီးတော့အစ်တွေအစားထိုးပြီးတော့ပူပြောင်းနေတယ်ဟုတ်ရဲ့လားဦးဇင်းတို့မြင်နေရတဲ့မြင်မှုလေးကလည်းအဟောင်းတွေကနေအစ်တွေကိုမလုပ်တာလဲစားထိုးပြီးတော့မပူပြောင်းဘူးလားဦးဇင်းတို့နဲ့မိုးတော့အလင်းရောက်အိမ်မှာတွေ့မြင်နေရတဲ့မြင်ကွင်းလေးနဲ့အခုမြင်ကွင်းလေးတူသေးရဲ့အဟောင်းတွေကိုအစ်တွေမလုပ်ပါနဲ့အစားထိုးပြီးတော့ပူပြောင်းသွားတာဟုတ်ရဲ့လားတချို့လူတွေနနက်မှာတွေ့ရတယ်ညနေကြတော့ပျောက်သွားတယ်ဟုတ်ရဲ့လားဟောနေ့ငယ်တော့ကဥပုသ်ဆောင်နေတာတွေ့ပါတယ်ညနေကြတော့ကူပြောင်းနေတာမကူပြောင်းနေဘူးဒီကလည်းကူပြောင်းနေတယ်ဟုတ်ရဲ့လားအဲ့ဒီကူပြောင်းခြင်းကိုယုံနဲ့ဓမ္မသင်္ခါရတွေကအချိန်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းမှာမလုပ်နေတာလေကူပြောင်းနေတယ်လို့သိကြရဲ့လားသိကြရဲ့လားသိကြတဲ့ပုဂ္ဂိုလ်တွေနဲ့မသိတဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေကများယုံနဲ့ဓမ္မသင်္ခါရတွေပြောင်းလဲနေတာကိုသိတဲ့ပုဂ္ဂိုလ်တွေနဲ့မသိတဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေကများဘောဆရာတော်ကအကြီးကြီးတက်နေတဲ့အရွယ်နောက်နေ့ကျတော့G1နောက်နေ့ကျတော့G3တတိယနဲ့အရွယ်တွေကဘာဖြစ်လာလဲလူပြိုလာလားပုံမင်းရင်းရောလာလားတော်ရဲ့လားတခြားလားအစားထိုးနေတာလားတခြားလားကူးပြောင်းနေတာလားပုံမင်းလူပြိုခြင်းတွေရဲ့နေရာမှာပုံမင်းရင်းရောခြင်းဆိုတဲ့သဘောတရားတွေမလုပ်နေတာအစားထိုးပြီးတော့အတိတ်တွေကူးပြောင်းနေတာဟုတ်ရဲ့လားဦးဇင်းတို့ရှိမှရှိနေတဲ့ဒကာကြီးတွေဒကာကြီးတွေကြီးတယ်ငယ်စဉ်တော်ကြီးကလေးဝါကအတူတူရှိသေးရဲ့လားဘယ်ရောက်သွား
ဘယ်ရောက်သွားလဲနေဟောင်းကုန်ပြောင်းနေ့တည်းကိုရောက်တော့ခန္ဓာအဟောင်းကြီးပြောက်ပြီးခန္ဓာအစ်တည်းအစားထိုးတာပါဟုတ်ရဲ့လားလူပြိုခြင်းရဲ့နေရာမှာဘာတွေအစားထိုးတာမပြောင်းလဲနေဘူးလားဒီနေ့မှတစ်ခါပြောင်းလာတာနိုင်တိုင်းအချိန်တိုင်းစက္ကန့်တိုင်းပြောင်းနေတာလားဒါကြောင့်မို့ယုံနာဓမ္မသင်္ခါရဆိုတဲ့သဘောတရားကြီးဟာဒီနေ့မှတစ်ခါပြောင်းတာမဟုတ်ပါဟုတ်ရဲ့လားနိုင်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းအချိန်တိုင်းမှာမလုပ်နေတာပြောင်းလဲလားမပြောင်းလဲနေဘူးလားအစ်တွေအဟောင်းရဲ့နေရာမှာအစ်တွေအစားထိုးတာမထိုးဘူးလားလူပြောနေတဲ့နေရာမှာပုံမင်းရင်ရောခြင်းဒီအစားထိုးတာမထိုးဘူးလားအစားကလုံးကဦးဇင်းတို့ညီရင်ညီမတွေကြောင်းနေတဲ့အရွယ်ကနေအခုကြောင်းနေတဲ့အရွယ်တွေဟုတ်ကြသေးရဲ့လားဘာဖြစ်သွားတာအဟောင်းရဲ့နေရာမှာအစ်တွေအစားထိုးပြောင်းလဲသွားတာခန္ဓာတရားမှာဟုတ်ရဲ့လားဦးဇင်းတို့ယောဂီတို့ဆိုရင်မျက်စိထဲမှာမြင်ရောမြင်ရလားမြင်လားအဲ့တော့ဦးဇင်းတို့ခန္ဓာကိုယ်ကတော့ဘာလို့ပြောလဲမျက်စိဆိုတာဘာလဲခန္ဓာပါပြန်ပြောပါမျက်စိဆိုတာပြန်ပြောပါမျက်စိဆိုတာခန္ဓာနာဆိုတာခန္ဓာပါကြောင်းဆိုတာခန္ဓာပါရှာဆိုတာခန္ဓာပါကိုယ်ဆိုတာခန္ဓာပါရှင်းလားဒါဆိုရင်ခန္ဓာဆိုတဲ့ယုတ်တရားကြီးကိုဦးဇင်းတို့မြင်ပြီလားခန္ဓာလို့လည်းပြောမယ်ယုတ်တရားလို့လည်းပြောမယ်ဘယ်လိုပြောပါလဲဒီခန္ဓာကိုယ်ကြီးကိုပဲရုပ်လို့လည်းမပြောဘူးလားပြောပါဘူးဒီခန္ဓာကိုယ်ကြီးကိုပဲခန္ဓာလို့မပြောဘူးလားပြောပါဘူးဟုတ်ပြီနော်အဲ့တော့ခန္ဓာဆိုတာတဏှာဖြင့်ယုတ်တရားကြီးပါဘာတရားကြီးလဲယုတ်တရားကြီးဆိုတာဘာကိုပြောတာခန္ဓာဆိုတာဘာကိုပြောတာမျက်စိနာရှာအိုအဲ့ဒါကိုဘာလို့ပြောတာခန္ဓာလို့ပြောတာတနည်းအားဖြင့်ပြောရင်ယုတ်တရားလို့ပြောတာယုတ်တရားရဲ့ခန္ဓာပဲခန္ဓာရဲ့ယုတ်တရားပဲရှင်းရှင်းလားခန္ဓာရဲ့ယုတ်တရားနဲ့ပြန်ပြောကြည့်ပါခန္ဓာနဲ့ယုတ်တရားနဲ့တူတူပဲနော်အဲ့တော့ဦးဇင်းတို့တွေယုတ်တရားကလည်းခန္ဓာကလည်းယုတ်တရားလို့ပြောရဲဆိုစိတ်ကလည်းနန္တရားကလည်းစိတ်ပါပြန်ပြောကြည့်ပါဗါလေဦးဇင်းတို့ညီညီမတွေကြားဘူးလားစိတ်ဆိုတဲ့သဘောပါပါဗောလေကြားဘူးလားစိတ်ဆိုတာဘာကိုပြောတာလဲလို့ပြီးပြောမယ်ဟုတ်လားစိတ်လို့လည်းပြောတယ်နောက်တစ်ခုဘာလို့လဲပြောတယ်နာမ်လို့လည်းပြောတယ်ဟုတ်ရဲ့လားခန္ဓာကိုယ်နဲ့စိတ်နဲ့ရုပ်နဲ့ခန္ဓာကိုယ်နဲ့ရုပ်နဲ့ခန္ဓာကိုယ်နဲ့ရုပ်နဲ့ဦးဇင်းတို့နဲ့တကွာဆွေတော်မျိုးတော်တို့မှာခန္ဓာကိုယ်ရဲ့စိတ်ရဲ့ရှိသလားမရှိဘူးလားယုတ်တရားနဲ့နာမ်တရားရှိသလားမရှိဘူးလားခန္ဓာဆိုတာဘာကိုပြောတာ